အားလုံးပဲမင်္ဂလာပါနော်စကားတူ supply channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ကတော့ဒီ booking set ဆောင်လိုက်နေမှာကျွန်တော်လာမိတ်ဆက်ပေးမနော်ဒါတော့ဒီကျိုးမဲ့အစောလိုက်ပါဗျာနော် okay စေဒီစေတော့2100နဲ့ဒီ90ပါပဲဗျာနော်ဒီစေနဲ့ကျွန်တော်ဝယ်မဆိုရင်တော့ကျွန်တော်တို့ပါရရမလဲဆိုတော့ဒီနေ့ပစ္စည်းတစ်ခုချင်းစီကိုကျွန်တော်လာမိတ်ဆက်ပေးမယ်နော်ပထမဆုံးဒီမှာလည်းအဲ့တစုံပါမယ်ပြီးတော့ဒီပြားတစ်ခုပါမယ်နော်ပြီးတော့စပြားတစ်ပူပါမယ်ပြီးတော့ဒီမြောက်ပူပေါ့နော်ပြီးတော့ဖြန်းပူပါမယ်ပြီးတော့ဒီပတ်တီတစ်ခုပါတာပေါ့နော်ပြီးတော့ဝက်စလင်တစ်ပူပါမယ်ပြီးတော့ကတော့ဒီ10ခုလောက်ဒီပါတာပေါ့နော်ပြီးတော့ဆေးခွက်ပါမယ်ပြီးတော့ဗီတာမင်ပေါ့နော်ဒါတော့အနာကျက်တဲ့ဆေးပေါ့နော်ဒီငါထောက်ပါမယ်ပြီးတော့ထုံဆေး95%တပူပါတာပေါ့နော်ပြီးတော့ဆေးမဲ USA ဆေးဒီတိုင်းနမီပေါ့နော်ဒါတော့တပူပါမယ်ကျွန်တော်ခွဲထည့်ပေးထားတာပေါ့နော်ဒါတော့ဆေး USA ပေါ့နော်ကျွန်တော်လုံးအာမခံပေးတယ်ဗျာနော်ပြီးတော့ဒါတော့ဒီဆေးချေရည်ဟုတ်ပြန်တော့ဒါတော့ဆေးချေရည်ပါမယ်ပြီးတော့ပုံကတဲ့ဆေးတပူပါမယ်ပြီးတော့ဒီဆေးကာလာပူသေးတယ်ကြတော့ USA ဆေးအစစ်ကျွန်တော်ခွဲထည့်ပေးထားတာပေါ့နော်ဒါတော့ဒီဆေးအတူတမဟုတ်ဘူးပြန်နော်ဒီပြပါမှာထိုးစားတဲ့ဆေးလည်းမဟုတ်ဘူးပြန်တကယ်ကို USA ဆေးနဲ့ကျွန်တော်အမှတ်ခံပေးတယ်ပြန်နော်โอเคဒီ9ရောင်ဒီပါတာပေါ့နော်အဝါရောင်ပါမယ်အစိမ်းရောင်ပါမယ်နော်ပြီးတော့အဖြူရောင်ပါမယ်ပြီးတော့အနေရောင်လိမ္မော်ရောင်ပေါ့နော်ဒီ9ရောင်ပါမယ်ဒါတော့ဒီဆေးပူတက်လေးကြတော့လူသားပေါ်မှာထိုးလို့ရတော့ပြန်နော်ပြီးတော့တူပုံပေါ့နော်ပုံဒီ10ပုံတော့ပါမယ်ပြီးတော့မင်ခံ USA ပေါ့နော်မင်ခံ USA တခုပါမယ်ပြီးတော့ open set တစ်လုံးပါတာပေါ့နော်ဒီ set ကတော့ဒီကျိုးမဲ့ set ပေါ့ဗျာနော်ဒီလိုအပြာရောင်အကြည်စားပေါ့နော်ဟိုအထက်ကိုကျွန်တော်တို့ဒီမြင်နေရတာပေါ့နော် okay set ကိုကျွန်တော်ဒီလာဖွင့်ပြမယ်နော် set ဖွင့်မဆိုရင်တော့ဒီကောင်နဲ့ပြရအောင်မယ်နော်โอเคပြီးတော့ကျွန်တော် set ကိုတစ်ခါပြန်ဖွင့်မယ်ဆိုရင်တော့ဒီအောင်ပြန်နိုင်ပြီနော်ဒါတော့มี6ဒီ6ဝင်လာပါနော်ဒီကောင်တော့มี4ဝင်ကနေစတာပေါ့နော်4ဝင်ကနေစတယ်ဒီ73ဒီ14အထိပေါ့နော်ဒီမှာတင်လျှော့ကျွန်တော်တို့ဒီလောက်လို့ရတာပေါ့နော်ပြီးတော့ဒီမှာအားတွေပါတယ်ကျွန်တော်တို့ဒီမှာဒီလာပြီးတော့အားတွေကျွန်တော် change ပြီးတော့အားတွေပါတယ်ပြီးတော့ကျွန်တော်အချင်းဆိုဒီမှာကျွန်တော်တို့ဒီလာလှည့်ပေးအောင်မယ်နော်ဒါဆိုကျွန်တော်ဒီအချင်းလို့ရယူရနော်ဒီဆက်ကတော့ဒီအမခံရှိတာပေါ့နော်အမခံတလားကျွန်တော်ဒီပေးထားရစိတ်တယ်ပေါ့နော်ညီကိုတို့ဝယ်ပြီးတော့စိရင်တော့ဆက်ကပြက်လို့စိရင်ဘာဖြစ်ပေါ့နော်လာလဲယူလို့ရတယ်ဗျာနော်โอเคမာယူရှင်ရင်တော့ဒီအောက်ကဗီဒီယိုပေါ့နော်ကျွန်တော်ရဲ့ဒီဆက်တော်ရမယ်လာနေတော့အကောင့်တွေပါတယ်ကျွန်တော်ချပေးထားရစိတ်တယ်ပေါ့နော်ဒီထိုင်းနိုင်ငံတို့ဆိုနေရနှံ့ကကျွန်တော်ကဒီပို့ပေးတယ်ဗျာနော်ရန်ကိုရှင်းစင်းလေးရတယ်ပေါ့နော်ငွေကြော်လွှဲပေးဆရာမလိုဘူးပေါ့နော်